Hi ချစ်တို့ရေလွယ်ကူရိုးရှင်းနဲ့ချက်ချက်တော့ချင်းငန်းဆက်တုပ်လေးတုပ်ပြပေးမှာဖြစ်ပါတယ်ချက်ချက်တော့လေးတွေကိုဝယ်လာပြီးဆိုရင်ရေဆေးတန်ရှင်းလုပ်ပြီးတော့စားလွယ်အောင်လို့ဒီလိုအလဲလေးကိုဓာတ်လေးနဲ့နည်းနည်းခုတ်ထားလိုက်ပါတယ်ပြီးပြီဆိုရင်ရေထည့်မယ်ချင်းလေးပြားရိုက်ပြီးတော့ထည့်မယ်ချက်ချက်တော့လေးတွေကိုရတာလေးဝင်အောင်လို့စားလေးထည့်ပါမယ်ထည့်ပြီးတော့25မိနစ်30လောက်ပြုတ်ထားလိုက်ပါမယ်ကဲပြုတ်ထားတဲ့အချိန်ကိုဝန်ကတမြသီးလေးလည်းလိထားမယ်ခင်းညင်သီးလေးလည်းလိထားမယ်အသီးအနေနဲ့ကတော့ကြိုက်တာထဲထုတ်ပါနော်ဝန်ကတော့တခွားသီးလေးပါပါလိထားပါတယ်ရှမ်းနန်နန်လေးပါမယ်ပေါ့နော်ငုတ်သီးစိလေးနဲ့ကြက်သွန်ဖြူလေးကိုလော်မယ်လော်ပြီးတော့ထောင်းမယ်ကဲအားလုံးစင်သစ်ဖြစ်ပြီဆိုရင်ချက်ချက်တော့ကလေးတွေကိုကြည့်လိုက်ပြီဆိုရင်နူးပြီဆိုရင်ရေကို2ရေ3ရေဆေးပြီးတော့အေးအောင်လို့ထားပါမယ်အေးအောင်ထားတဲ့အချိန်ကိုထောင်းထားတာလေးထည့်မယ်ခရမ်းညင်သည်ရှမ်းနန်နန်မကြိုက်ဘူးဆိုရင်လည်းချားဟာလေးတွေထည့်ပြီးတော့တုပ်လည်းရပါတယ်နော်တခွားသည်တမြသီးလေးနှလုံးညှစ်လိုက်မယ်စသားမုံပဲငံပြားကြီးလေးထည့်မယ်ထည့်ပြီးတော့ဒါလေးကိုအရင်မှွေလိုက်ပါမယ်မှွေပြီးပြီဆိုရင်ချက်ချက်တော့လေးတွေကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ဒါဆိုရင်တော့ရတာရှိတဲ့ချက်ချက်တော့ချင်းငန်ဆက်တုပ်လေးရပါပြီရှင်မလာအနေနဲ့တုပ်ရင်လည်းအရန်ကောင်းတယ်နော်ချက်ချက်တော့မလာလေးလှုပ်စားလဲကောင်းပါတယ်ဝမ်းရဲ့ပို့စီကိုတက်လေးပေးဖို့မင်းနဲ့နော်ချစ်တယ်နော်